ဒါဝိထိမြို့မှာပဲအဒိဏပုပ္ပကဆိုတဲ့တထေးတစ်ယောက်ရှိတယ်အဒိဏပုပ္ပကတဲ့တခါမှမပေးဘူးမလှူဘူးမစွန့်ဘူးတဲ့တထေးလို့နာမည်ရတယ်သူ့မှာတူရီတော်သားလေးရှိတယ်မထဂုံတလီတဲ့မထဂုံတလီလို့နာမည်ရပုံကိုကစားစိတ်ဝင်စားတဲ့တမျိုးကောင်းတယ်သူ့ရဲ့သားလေးအရွယ်ရောက်လာတော့ရှေးခေတ်ရဲ့ယဉ်ကျေးမှုအရနှတောင်းဆင်မယ်ဆိုတော့အဲ့ဒီနှတောင်းကိုပရိန်တယ်ကိုသွားခိုင်းမယ်ဆိုရင်လက်ခတွေပါတွေကုံမာဆိုးလို့ရွှေတွေပါတွေရော့မာဆိုးလို့သူကသူပဲအဲ့ဒီနှတောင်းကိုလှုပ်တယ်ပုံမကြပန်းမကြပေါ့လေနားလေထိုးလို့ရယုံမျှဒါပေမဲ့ရွှေကိုလှုပ်ထားတာဆိုတော့တန်ဖိုးတော့ရှိတယ်အဲ့ဒီနှတောင်းပုံမကြပန်းမကြကိုပဲအကြောင်းပြုတ်ပြီးတော့သူ့ရဲ့သားကိုမထဂုံတလီလို့နာမည်ပေးကြတယ်တဲ့ခေါ်ကြတယ်ပေါ့ဂုံတလဆိုတာနှတောင်းပေါ့နော်အဲ့ဒီလိုနဲ့သူ့ရဲ့သားကလေးတူရီတော်သားလေးတနေ့ရောက်တော့16-18အရွယ်ကလေးပေါ့ယောဂဆွဲကပ်လာယောဂဆွဲကပ်လာတော့မိခင်ဖြစ်တဲ့ပုံလေးမကဒီအဒိဏပုပ္ပကတတိကိုအရှင်သားအတွက်စိတ်ကူဖို့ကြိုးစားပါအောင်သားမယောဂကပ်နေတယ်အဲ့ဒီလိုပြောတဲ့အခါကျတော့ဆေးဆရာခေါ်ပြီးတော့စိတ်ကူမယ်ဆိုတော့ဆေးဖို့ကတော်တော်မသက်မသာကုန်ပါပဲအဲ့ဒီတော့နေပါအောင်ဆိုပြီးတော့ဆေးဆရာတွေကြီးကိုသွားပြီးတော့မေးတယ်တဲ့ဘယ်လိုယောဂဖြစ်ရင်ဘယ်လိုကုရတယ်လဲသူသားရဲ့ယောဂလက္ခဏာတွေကိုပြောပြီးတော့ဘယ်လိုများကုရရင်ကောင်းမလဲပေါ့တော့ဆေးဆရာတွေကလည်းပဲစိတ်ထဲရှိတယ်လို့တော်ဆွရောဆွပဲပြောလိုက်မှာပေါ့အဲ့တော့သူကဘယ်လိုအရွက်တွေဘယ်လိုအခောက်တွေကိုထောင်းထုပြီးတော့တိုက်ရင်တော့ပျောက်မှာပဲဆိုတာကိုပဲတခါတည်းအခိုင်အမာယူပြီးတော့သူဆေးမီးတို့နဲ့ပဲကုအဲ့ဒီမှာယောဂကကုရင်းနဲ့တဖြည်းဖြည်းနဲ့ကျွမ်းလာယောဂကျွမ်းလာလို့မနေနိုင်မထိုင်နိုင်ဖြစ်ပြီဆိုတော့မှဆေးဆရာသွားခေါ်နှမျောတဲ့အမှုကအဲ့ဒါလို့ဆေးဆရာသွားခေါ်တော့ဆေးဆရာကသိတယ်ဘလို့မှဒါကုလို့မရတော့ဘူးဆိုတာသိတော့အဲ့ဒီမှာဒီပြင်လူနာတွေဒီကိုသွားတယ်ရှိလို့ပါလို့သွားရင်းနဲ့ပဲပြစ်ထားခဲ့တယ်ပေါ့ဒီလိုနဲ့သားလေးကရေတိန်နေရမယ့်အနေအထားကိုရောက်လာတော့လူမမာကိုလာပြီးတော့မေးကြတဲ့လူတွေကရှိနေတာဆိုတော့အဒိဏပုပ္ပကဘလို့စဉ်းစားလဲဆိုတော့ငါသားလူမမာကိုအကြောင်းပြုတ်ပြီးတော့လူတွေကလည်းဧည့်သည်တွေကလည်းရောက်လာလိုက်တာအိမ်ရှိတဲ့ပစ္စည်းတွေကိုတော့အကုန်မြင်တော့မှာပဲအဲ့ဒါနဲ့အိမ်ရှိတဲ့ပစ္စည်းကိုမြင်မှာစိုးလို့ဆိုပြီးတော့သားကိုအိမ်ရှိမှာကဒင်ကလေးချပြီးတော့အိမ်ရှိကိုထုတ်ထားအိမ်ထဲမှာမထားအောင်အဲ့ဒီလိုအိမ်ရှိထုတ်ထားတာကိုကစားပြီးတော့ကောင်းတယ်လို့ဖြစ်သွားတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေ့မနေ့မှာပဲမြတ်စွာဘုရားကရွှေဉဏ်တော်ကွန်ရက်ကိုဖြန့်ကျက်ပြီးတော့ကြည်တော့ဒီမထဂုဏတိတို့သားဘာကုသိုလ်ကောင်းမှုမှလည်းမပြုတ်အမေအဖေကလည်းဘာမှအသိဉာဏ်မရှိတော့သားကိုလည်းပဲအသိဉာဏ်ရှိအောင်ဘာမှသွန်သင်ထားတာလည်းမရှိဘူးသူတို့ကိုယ်တိုင်ကလည်းကုသိုလ်ကောင်းမှုနဲ့မွေးလျော်တတ်တဲ့ပုဂ္ဂိုလ်မဟုတ်လေတော့သားကလည်းပဲကုသိုလ်ကောင်းမှုနဲ့မွေးလျော်တတ်တဲ့ပုဂ္ဂိုလ်မဟုတ်ပြန်အဲ့တော့မကြခင်မှာပဲသိရတော့မယ်ဆိုတော့အလွန်မှသနာစရာကောင်းတယ်မကောင်းတဲ့ယုံညံ့တဲ့ဘဝကိုတော့ရတော့မှပဲအဲ့ဒါနဲ့မြတ်စွာဘုရားကအကျိုးရှိစေမယ်ဆိုပြီးတော့အဲ့ဒါကြွလာလမ်းမှာပဲကြွသွားတော့အတန်ဃာတွေခြံရံပြီးတော့ဆွမ်းခံရင်းနဲ့အဲ့ဒီနာကဖြတ်ကြွတယ်အဲ့ဒီမှာမထဂုဏလေးကအတန်လေးပက်လက်လေးသူလှုပ်တော့မလှုပ်နိုင်တော့ဘူးအဲ့ဒီအချိန်မှာမြတ်စွာဘုရားကရောင်ကြီးတော်လွတ်တယ်ပေါ့အယောင်ကအလွန်မှကြည်လင်တဲ့တန့်ရှင်းတဲ့စိတ်နှလုံးကိုအလွန်မှကြည်နူးလို့ရကောင်းတဲ့အေးချမ်းတဲ့အယောင်ကိုလွတ်တယ်အဲ့ဒီအယောင်ကိုမြင်တော့ဒါဘာယောင်လဲမသိဘူးဆိုပြီးတော့ခေါင်းလေးကိုအသာငဲ့ပြီးတော့အယောင်လာရာကိုကြည့်တဲ့အခါကျတော့မြတ်စွာဘုရားကိုဖူးတွေ့ရတယ်အဲ့တော့သူဒါမြတ်စွာဘုရားလို့နာမည်မှအလွန်ကြီးတဲ့ပုဂ္ဂိုလ်ပဲအဲ့ဒါနဲ့မြတ်စွာဘုရားရဲ့မျက်နှာတော်ကိုတေချာကြည့်တော့အလွန်မှလည်းတပ်ပယ်တာကတကြောင်စိတ်နှလုံးမှာလောဘဒေါသမောဟကိလေသာအငြိကြီးလုံးဝတန့်ရှင်းနေတာမှဝါဒနာနဲ့တကွပယ်ထားတဲ့အတွက်ကြောင့်အလွန်အမင်းတန့်ရှင်းကြည်လင်နေတယ်ပေါ့အဲ့တော့အဲ့ဒီဓာတ်တွေကမကူးဆက်ပဲမနေဘူးအဲ့ဒီဓာတ်တွေကမခံစားမိပဲနေမှာမဟုတ်အဲ့ဒါလို့အဖက်ဖက်ကဘလို့မှလိုလေသေးမရှိပြည့်စုံနေတဲ့ဒီရုပ်ရည်ကိုမြင်ရတော့ဒီမထဂုဏလေးရဲ့စိတ်ထဲမှာကြည်နူးမှုဆိုတာကအကြီးအကျယ်ရှိမယ်ပေါ့ဒီဓာတ်တဘာဝဟာသူ့ကိုအများကြီးရိုက်ခတ်ဒါဟာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲဆိုတာကိုသူ့စိတ်ထဲမှာပြောပြမဲ့လူမရှိလဲပဲအနေအထားအရသိနိုင်တဲ့အခြေအနေမှာရှိမယ်ပေါ့ဟုတ်လားဒါအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲလို့စိတ်ထဲကဖြစ်သွားတာကိုကစားအဲ့ဒါကြည်လင်တဲ့စိတ်တနည်းအားဖြင့်တရားတရားလို့ပြောရအဲ့ဒါလို့ပဲသူ့ဟာအသေးစိတ်တွေကိုသူနားမလည်ပေမဲ့လို့မြတ်စွာဘုရားရဲ့ရုပ်ပုံမြတ်စွာဘုရားရဲ့အနေအထားကိုကြည့်ပြီးတော့ဒါဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဒါဟာစင်ကြယ်တဲ့ပုဂ္ဂိုလ်ဒါဟာအလွန်မှကြည်ညိုဝင်ရကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာတော့သူစိတ်ထဲမှာမခံစားရပြီဘူးလားခံစားရပြီအဲ့ဒီအခိုက်အတန့်လေးအဲ့ဒါကိုသူကခံစားရတော့
အကောင့်ထဲဖို့ခြင်းနဲ့ပေါ့သူ့ရဲ့ကြည်လင်တဲ့စိတ်ကလေးရဲ့အကောင့်ထဲဖို့ခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့လက်နှစ်ဖက်ကိုရှက်ပြီးတော့လက်အုပ်ချီပြီးတော့သူရှစ်ခိုးခြင်းနဲ့ပေါ့ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကအဲ့လောက်ထိသူ့ကိုအခွင့်အရေးမပေးတော့ဘူးသူ့ရဲ့လက်နှစ်ဖက်ကိုသူမသေးနိုင်တော့ဘူးအဲ့ဒီလိုနဲ့သူကဒါလေးငေးကြည့်ပြီးတော့ကြည်လင်တဲ့စိတ်ကတော့အလွန်မင်းဖြစ်နေတယ်ဒီလက်အုပ်ကလေးကိုချီခြင်းနဲ့သူရှစ်ခိုးခြင်းနဲ့ဒါပေမဲ့အဲ့ဒီအထိသူ့ခန္ဓာကိုယ်ကအခွင့်အရေးမပေးတော့ဘူးအဲ့ဒါမြတ်စွာဘုရားကသိတယ်ငါဘုရားရဲ့ပုံမှာအလွန်တရာမှကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်သွားတယ်ဒါဆိုရင်လုံလောက်ပြီလို့မြတ်စွာဘုရားကသိတယ်အဲ့ဒါနဲ့ဆက်ကြွသွားတာပဲအဲ့ဒါခဏနေတော့သုတိစိတ်ကြာတေးတာပဲတေးတဲ့အခါကျတော့အိပ်ပျော်တဲ့ယောက်ျားနိုးသလိုတဲ့တာဝရိန္ဒနတ်တွေရဲ့အပေါင်းဖော်သွားဖြစ်တယ်နတ်သားတစ်ယောက်သွားဖြစ်တယ်